Apple ဆိုမှာအဲ့လိုမရတဲ့ယောဂတွေဖြစ်နေပြီလားကိုရဲ့မိသားစုတွေထဲကတယောက်ယောက်နေမကောင်းဖြစ်တာမျိုးဒါမှမဟုတ်ရင်ကိုယ်တိုင်ကချူချနေတာမျိုးအခုတလောမှာပို့ပြီးတော့ဖြစ်လာပြီလားနေလို့ထိုင်လို့မကောင်းခဏခဏဖြစ်တာမျိုးရှိလာပြီလားမှုမကောင်းတာမျိုးဒါမှမဟုတ်ရင်တခုခုလှုပ်တဲ့အချိန်ကြလို့ရှိရင်လုံးဝကံကောင်းမဲ့ထင်တဲ့အချိန်မှာပျက်စီးသွားတာမျိုးဖြစ်နေပြီလားအဲ့ဒါဆိုရင်ကို့မှာအတိုက်ခိုက်တခုခုရှိနေပြီဆိုတာသိကြပါပြီ Apple ဆိုကကာကွယ်ရမယ့်မော်ပညာလေးတွေကိုတက်ဖို့လိုအပ်နေပါပြီဒီ lesson မှာတော့ Amaris က line ပေါ်ကနေဒါမှမဟုတ်ရင် internet ပေါ်ကနေဘာပဲဖြစ်ဖြစ်ပေါ့နော် Facebook TikTok ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီကနေကိုမနာလို့လဲလူတွေတောင်းမလို့ရှိရင်ကိုဒီလိုကိုရဲ့တက်ပုံတွေကိုယူသုံးပြီးတော့ပဲဖြစ်ဖြစ်ကိုရဲ့ဒီ birthday ပေါ့နော်မွေးနေ့မွေးရက်တွေကိုယူပြီးတော့ကျင်းစာတက်နေတာပဲဖြစ်ဖြစ်ကိုကာကွယ်လို့ရအောင် Amaris ကဒီ lesson ထဲမှာပြပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ဒီ lesson ထဲမှာဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းလေးတွေကspider web ပေါ့နော်ပင်ကူအိမ်လေးတစ်ခုပင်ကူအိမ်တစ်ခုကကိုယ့်ဘာသာကိုဆွဲလဲရတယ်ဒါမှမဟုတ်လို့ရှိရင်အမှင်အနီနဲ့လည်းဆွဲလို့ရတယ်အနက်နဲ့လည်းဆွဲလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အပြင်ကနေဝယ်ထားတဲ့ဒီလိုပင်ကူအိမ်ပုံစံ sticker လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ sticker လေးရဲ့ယူထားပေးလို့ရတယ်အရင်ဆုံးယူထားပေးရပါမယ်ပြီးတော့ကိုယ်မှာရှိတဲ့ electronic devices တွေပေါ့နော် Facebook ဝင်လာတဲ့ဒီ phone ပဲဖြစ်ဖြစ်ပြီးရင်တခြား device တွေပေါ့နော်တခြားပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေအားလုံးကိုဒီရဲ့ခုနကပြောရတဲ့ spider web နာမှာထားပေးရမှာဖြစ်ပါတယ်အဲ့တော့ spider web ကိုလည်း create လုပ်ပြီးပါပြီဖန်တီးပြီးပါပြီဒီပစ္စည်းတွေကလည်းကိုယ်နာမှာရှိပြီဆိုလို့ရှိရင်ပစ္စည်းတွေအားလုံးကိုလက်နဲ့တခါလေးတင်ထားပေးရမှာမယ်လက်ထဲမှာဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဖန်အုပ်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလက်ကနေဖန်အုပ်ပြီးတော့ဒီကနေပေါ့နော်ဆိုတော့ဒီကနေမှန်းပေးရမှာဖြစ်ပါတယ်device တွေနဲ့ connect ဖြစ်ပြီးဆိုတဲ့အချိန်ပေါ့နော်အဲ့အချိန်လေးကိုတစ်ချက်စောင့်မယ်စောင့်ပြီးလို့ရှိရင်ခုနကတော့က spider web လေးကိုသွားမယ်ကိုဆွဲထားတဲ့ spider web လေးကိုလည်းလက်ပေါ်မှာတင်လိုက်တင်ပြီးလို့ရှိရင် spider web ထဲမှာကိုယ့်ရဲ့ဒီပေါ့နော်စွမ်းအင်တွေစီးဆင်းသွားတယ်ဆိုတော့ပုံစံမျိုးနဲ့မြင်အောင်ခံစားပေးရမှာဖြစ်ပါတယ်ဆိုတော့စွမ်းအင်တွေဝင်သွားတဲ့အချိန်ကြလို့ရှိရင်အဲစွမ်းအင်တွေကဒီလိုငွေရောင်အယောင်လေးတွေပေါ့နော်ဆိုတော့ငွေရောင်အယောင်လေးတွေဝင်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ခံစားပေးရမှာဖြစ်ပါတယ်ငွေရောင်အယောင်လေးတွေကspider web ပုံစံမျိုးပဲပေါ့နော်ဒီလိုမျိုးပင့်ကူမြင်ပုံစံမျိုးလေးတွေဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးခံစားပေးပြီးတော့ဒီရဲ့ကာထာလေးတစ်ခုကိုရွတ်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီရဲ့ကာထာကတော့ဒီရဲ့ပုံတွေကငါအစ်မဟုတ်ဘူး။ကားကိုကိုစားပြုတာတဲ့အရာတွေအားလုံးကလည်းငါအစ်မဟုတ်ဘူး။အဲအတွက်ကြောင့်မို့လို့ကျင်းစာတွေအားလုံးကသူ့နေရာနဲ့သူနေပါဆိုတဲ့ပုံစံမျိုးနဲ့ရွတ်ပေးရမှာဖြစ်ပါတယ်။၃ချောင်းပဲပေါ့နော်။ဆိုတော့အဲ့၃ချောင်းရွတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီရဲ့ spider web လေးကပေါ့နော်ဒီရဲ့ပင်ကူအိမ်လေးကကိုကာကွယ်ပေးသွားပဲဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်လာတာဖြစ်ပါတယ်အဲ့တော့ Amaris တို့က spider web ကိုသုံးလဲလို့မေးလို့ရှိရင် spider web ကမကောင်းတဲ့အရာတွေကိုသူကစုပ်ပြီးတယ်အညစ်အကြေးတွေသူကဖုန်တွေကိုသူကအဓိကစုပ်ပြီးတဲ့အရာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အရာလည်းဖြစ်တယ်ပြီးတော့အဲ့လိုမကောင်းတဲ့အရာတွေပေါ့နော်သူကစုပ်ပြီးတယ်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ internet နဲ့သက်ဆိုင်တဲ့အရာပေါ့နော် internet နဲ့သက်ဆိုင်လာဆိုတော့ကွန်ရက်ကိုအဓိပ္ပာယ်ရတယ်ကွန်ရက်လို့အဓိပ္ပာယ်ရတယ်ပေါ့နော် internet ကွန်ရက်ဒီလိုချိတ်ဆက်မှုကွန်ရက်စသဖြင့်အဲ့တော့အဲ့ဒီရဲ့ကွန်ရက်ဆိုတဲ့အဓိပ္ပာယ်က spider web နဲ့တူတူပဲပေါ့နော်သူရဲ့ symbolism က spider web ဖြစ်ပါတယ်အဲ့တော့ကိုတက်ပုံယူသုံးတာပဲဖြစ်ဖြစ်ကိုရဲ့အကောက်ကြတာတွေဘာတွေပဲဖြစ်ဖြစ်ပေါ့နော်ကာကွယ်ပေးနိုင်တယ်ပြီးတော့ကိုပုံနဲ့ဒီကျင်းစာတိုက်တာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကိုရဲ့မွေးနေ့မွေးရက်တွေကိုယူပြီးတော့ကျင်းစာတိုက်တာပဲဖြစ်ဖြစ်ကနေအားလုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီရဲ့ lesson လေးကိုလည်းစမ်းကြည့်ကြည့်ပေါ့နော်ဆိုတော့စမ်းကြည့်ပြီးတော့အဆင်ပြေမယ်လို့ခံစားရရင်ဒါအဆင်ပြေတယ်ပေါ့နော်ဆိုတော့ခံစားရတယ်ဆိုတာက Amaris ဒီမှာမော်ပညာမှာဆိုလို့ရှိရင်ခံစားရတယ်ဆိုတော့တခုခုလုပ်ပြီးလို့ရှိရင်စိတ်ထဲမှာပေါ့နော်ပေါ့ပါသွားတယ်ဆိုတော့ခံစားချက်တခုရတယ်ဆိုလို့ရှိရင်ဒါကသိကြပေါ့ကိုယ့်ရဲ့ spell ကိုယ့်ရဲ့ဒီ protection ကာကွယ်ကအလုပ်ဖြစ်သွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ပါတယ် Amaris ဒီမှာ witchcraft နဲ့ပတ်သက်တာဒါမှမဟုတ်လို့ရှိရင်တာရောတင်တာနဲ့ပတ်သက်တာအဲ့ဒါတက်ချင်တယ်ဆိုလို့ရှိရင်เนาะ Telegram Jesse 12 Oni မှာလက်တက်လို့ရပါတယ်အားလုံးကိုကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ရတတာ